BMW S1000 R ဆိုင်ငယ်ဆိုတာကကျွန်တော်တို့လူငယ်တွေကြားမှာဆိုရင်တော်တော်လေးကိုနာမည်ကြီးတဲ့ဆိုင်ငယ်တစ်စီးဖြစ်သလို 1000cc Sport Bike ဆိုင်ငယ်တွေထဲမှာဆိုရင်တော့တော်တော်လေးကိုကျန်းတဲ့ဆိုင်ငယ်တစ်စီးလည်းဖြစ်ပါတယ်။မျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့မှာဆိုရင်ကျွန်တော်ညီကိုတွေအတွက်တင်ဆက်ပေးဖို့ရွေးထားတဲ့ဆိုင်ငယ်တစ်စီးရဆိုရင်ကျွန်တော်ဒီ2025 model BMW S1000 R အကြောင်းကိုပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ဒီ BMW S1000 R ဆိုတာက2009ခုနှစ်မှာစတင်ပြီးတော့မိတ်ဆက်ခဲ့တဲ့ဆိုင်ငယ်တစ်စီးဖြစ်ပြီးတော့ဈေးကွက်ထဲကိုတော့ကျွန်တော်တို့10ခုနှစ်မှာစတင်ပြီးရောင်းချခဲ့ရလည်းဖြစ်ပါတယ်။ BMW မှာဆိုရင်တော့ကျွန်တော်တို့မျိုးကွဲတွေအနေဖြင့် BMW HP4 ဆိုင်ငယ်ရဲ့ကျွန်တော်တို့ BMW M1000 R ဆိုင်ငယ်ဆိုပြီးတော့ကျွန်တော်နှစ်မျိုးလေးရှိရပါတော့။BMW HP4 ဆိုင်ငယ်ကိုတော့ကျွန်တော်ဒီ2019ခုနှစ်မှာစတင်ပြီးတော့ဒါမိတ်ဆက်ခဲ့ရဖြစ်ပါတယ်။သူ့ရဲ့ပုံစံဒီဇိုင်းအောင်ဆိုတော့ဒါအခုညီကိုတွေမြင်တွေ့ရတဲ့အတိုင်းပေါ့နော်။ကျွန်တော်ဒါ shape back မီးခွက်တွေမပါတော့ဘဲနဲ့ကျွန်တော်ဆိုင်ငယ်ရဲ့ weight ကိုလည်း short ထားတယ်။ပြီးတော့ဆိုင်ငယ်ရဲ့ horsepower နဲ့ကျွန်တော်ဒီ torque တွေကလည်းကျွန်တော် BMW S1000 R ထက်ကိုပိုပြီးတော့ထွက်ရှိတာလည်းဖြစ်တယ်ပေါ့နော်။နောက်ထပ်တစ်စီးရဆိုတော့ကျွန်တော်တို့ M1000 R ဆိုင်ငယ်ပဲဖြစ်ပါတယ်သူ့ကိုကျွန်တော်2020မှာစတင်ပြီးတော့မိတ်ဆက်ခဲ့ရဖြစ်ပြီးတော့ပထမဆုံးထုတ်လုပ်တဲ့ M brand ဆိုင်ငယ်မျိုးသားတစ်စီးလည်းဖြစ်တယ်ပေါ့နော်ဒီဆိုင်ငယ်ကဆိုရင်တော့ကျွန်တော်ဒီကုမ္ပဏီတိုင်းရဲ့ကျွန်တော်ဒီအကောင်းဆုံး 1000cc Sport Bike တွေဝင်ရောက်ရှင်ပြိုင်တဲ့ကျွန်တော်ဒီ World SPK ဆိုတဲ့ပြိုင်ပွဲမှာတော်တော်လေးဒါကျန်းတဲ့ M1000 R ဆိုင်ငယ်တစ်စီးလည်းဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒါဆိုတော့ဆက်ပြီးတော့ကျွန်တော်ဒီ2025 model BMW S1000 R ဆိုင်ငယ်မှာတက်ဆင်ပေးထားကျွန်တော်ဒီ engine spec တွေကိုကျွန်တော်ကြည့်လိုက်အောင်ပေါ့နော်ကျွန်တော်သူ့မှာသုံးပေးထားကျွန်တော်ဒီ engine CC ရဆိုရင်တော့ကျွန်တော်999cc inline 4 engine ကိုထည့်ပေးထားရလည်းဖြစ်ပါတယ်ကျွန်တော်ဒီ engine ရဲ့အမြင့်ဆုံးထုတ်လုပ်ပေးထားတဲ့မြင်းကောင်းရင်အားကဆိုရင်လည်းကျွန်တော်ဒီ RPM 1300မှာဆိုရင်205 horsepower တိကိုဒါထုတ်ပေးတဲ့ဆိုင်ငယ်တစ်စီးလည်းဖြစ်တယ်ပေါ့နော်အမြင့်ဆုံးထုတ်လုပ်ပေးနိုင်တဲ့တော့ဟာဆိုရင်လည်း RPM 1000မှာဆိုရင်ကျွန်တော်112 Newton meter အထိကိုထုတ်လုပ်ပေးတဲ့ကျွန်တော်ဒါဆိုင်ငယ်တစ်စီးလည်းဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ဒီ engine နဲ့ကျွန်တော်တွဲဖက်ပေးထားတဲ့ gear box ကဆိုရင်ကျွန်တော်6 speed gear box နဲ့တွဲဖက်ပေးထားတယ်ဒီ gear box မှာဆိုရင်လည်းပေါ့နော်ကျွန်တော်ဒီ gear ထိုးတဲ့အခါမှာဖြစ်ဖြစ် gear ဖြုတ်တဲ့အခါမှာဖြစ်ဖြစ်ကျွန်တော်ဒီ clutch ဆွဲစရာမလိုအောင်ကျွန်တော် quick shutter တွေထည့်သွင်းပေးထားလည်းဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ဒီ BMW S1000 R ရဲ့သူ့မှာထည့်ပေးထားတဲ့ကျွန်တော်ဒီ body frame ကဆိုရင်လည်းကျွန်တော်ဒီ aluminum twin spar frame ကိုဒါထည့်ပေးထားလည်းဖြစ်ပါတယ်ခင်ဗျဆက်လက်ပြီးတော့ကျွန်တော်ဒီ2025 model BMW S1000 R မှာထည့်သွင်းပေးထားတဲ့ကျွန်တော်ဒီ fork နဲ့ကျွန်တော်ဒီ brake system တွေကိုကျွန်တော်ကြည့်လိုက်အောင်ပေါ့နော်သူ့မှာကျွန်တော်ထည့်သွင်းပေးထားတဲ့ shape fork ကဆိုရင် 45mm size ရှိတဲ့ကျွန်တော်ဒီ fork ပြောင်းမြန်ကိုကျွန်တော်ထည့်ပေးထားတယ်ဒီ fork ကဆိုရင်ကျွန်တော်ဒါ electronic fork တွေဖြစ်သွားပြီးတော့ကျွန်တော်ဒါ fully adjust လုပ်နိုင်မှာလည်းဖြစ်တယ်နောက် fork ကဆိုရင်တော့ကျွန်တော်ဒီအရင်ဆုံးပေါ့နော်ဒီ fork နဲ့ကျွန်တော်တွဲဖက်ထားတယ်ကျွန်တော်ဒီ aluminum swing အကြောင်းပြောရမှာဗျဒီ swing ကကျွန်တော်ဒီ World SPK မှာဝင်ရောက်ရှင်ပြိုင်နေတဲ့ကျွန်တော်ဒီ M1000 R မှာထည့်ပေးထားတဲ့ swing အတိုင်းကိုပဲကျွန်တော်ဒီ2025 model BMW S1000 R မှာထည့်ပေးထားတယ်ဒီ swing နဲ့အတူကျွန်တော်ချိတ်ဆက်ပြီးသုံးမှုပေးထားတဲ့ fork ကဆိုရင်ကျွန်တော်ဒါ mono choke fork ကိုမှကျွန်တော်ဒီ fully adjust လုပ်နိုင်မဲ့ဒါ fork မျိုးစားလည်းဖြစ်ပါတယ်။ Okay ဆက်ပြီးကျွန်တော် brake ကိုကြည့်ရမယ်ဆိုရင်ကျွန်တော် shape back brake က 320mm size ရှိတယ်ကျွန်တော်ဒီ disc နှစ်ချက်ကိုမှကျွန်တော်ဒီမှာထူးခြားတာပေါ့နော်သူ့မှာဆိုရင်ကျွန်တော် shape back ကအသုံးပြုပေးထားတာကဒီ A က snip ပါတဲ့ကျွန်တော်ဒီ BMW M1000 R မှာထည့်ပေးထားတဲ့ brake ကိုထည့်ပေးထားတယ်ဒီ brake ကဆိုတော့ကျွန်တော်ဒါ radial mounted brake ဖြစ်ပြီးတော့ piston ရွေးတဲ့ကဆိုတော့ကျွန်တော်တစ်ဖက်ကိုနှလုံးဆိုတော့ piston လေးလုံးထိကိုဒါထည့်ပေးတာဖြစ်ပါတယ် ABS ကဆိုတော့ကျွန်တော် cornering ABS ထိကိုဒါထည့်ပေးတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါတာမန် ABS ထက်ကိုပို့ပြီးတော့ကောင်းမွန်တယ်နောက် brake ကဆိုရင်တော့ကျွန်တော်ဒီ 220mm size ရှိတဲ့ကျွန်တော်ဒါ single disc တစ်ခုကိုပေါ့နော်ကျွန်တော်ဒီ Brembo brake ကိုဒါသုံးမှုပေးထားတယ်နောက်ပြီးတော့ကျွန်တော် piston ရွေးတဲ့ကကျွန်တော်ဒါ dual piston ဆိုတော့ piston နှလုံးထိကိုဒါထည့်ပေးထားလည်းဖြစ်တယ်ပေါ့နော် ABS ကလည်းကျွန်တော်ဒီ cornering ABS ထိကိုဒါထည့်ပေးထားတဲ့ဆိုင်ငယ်တစ်စီးလည်းဖြစ်ပါတယ်ဆက်ပြီးတော့ကျွန်တော်ဒီဇိုင်းကမှာထည့်သွင်းပေးထားတဲ့ကျွန်တော်ဒီ tire size တွေကိုကျွန်တော်တစ်ချက်ကြည့်အောင်နော်ဒါအရှိမ tire size ကကျွန်တော်ဒီ120 80 စက္ကွန်ထည့်ပေးထားဖြစ်တယ်နောက် tire size ကဆိုရင်တော့ကျွန်တော်ဒီ255စက္ကွန်ထည့်ပေးထားရပါတော့ပြောရမယ်ဆိုရင်နောက် tire size ကပိုပြီးတော့ကြီးပါတယ်နောက်ပြီးတော့ကျွန်တော် BMW S1000 R ရဲ့ကျွန်တော် CI ကဆိုရင်32လက်မအထိမြင့်တယ်သူ့ရဲ့ weight ကဆိုရင်လည်းကျွန်တော်ဒီ435ပေါင်အထိကိုလေးတဲ့ဆိုင်ငယ်တစ်စီးလည်းဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ဒီဆိုင်ငယ်မှာဆိုရင်ကျွန်တော်စီတော်နိုင်မှုပမာဏအနေဖြင့်လည်းကျွန်တော်ဒီ4.3 ဂါလန်ဆိုတော့ကျွန်တော်ဒီ4ဂါလန်ခွဲအထိကိုကျွန်တော်ထည့်သွင်းနိုင်မှာလည်းဖြစ်တယ်နောက်ပြီးတော့ကျွန်တော်ဒီ 999cc engine ရဲ့ကျွန်တော်စီစားနှုန်းကဆိုရင်လည်းကျွန်တော်ဒီ100 km ကိုသွားမယ်ဆိုရင်ကျွန်တော်ဒီ 6.4 လီတာကုန်ကြမှာလည်းဖြစ်တယ်ပေါ့နော် Okay ဆက်ပြီးတော့ကျွန်တော်ဒီ 1000cc Sport Bike တွေမှာဆိုရင်ကျွန်တော်တို့ဒါမဖြစ်မနေကျွန်တော်ဒီထည့်သွင်းပြောရမယ် electronic system နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြည့်လိုက်အောင်ပေါ့နော်ကျွန်တော်ဒီ2025 model BMW S1000 R မှာဆိုရင်ကျွန်တော်ထည့်သွင်းပေးထားတဲ့ဒါ electronic system တွေကဆိုရင်ပေါ့နော်ကျွန်တော်ဒီ shape display ကလည်းကျွန်တော်ဒီ TFT full color display ဖြစ်သွားတယ်သူ့မှာဆိုရင်တော့ကျွန်တော်ဒါ lever ကြိုးမဲ့ဖြစ်သွားပြီးတော့ right band wire system တွေကိုထည့်ပေးထားရပါတော့နောက်ပြီးကျွန်တော် quick shutter system တွေနဲ့ပါတယ် riding mode အနေနဲ့လည်းကျွန်တော်ဒီ riding mode 5မျိုးတွေကိုထည့်ပေးထားတယ်ဘာလဲဆိုရင်တော့ကျွန်တော်ဒီ rain road dynamic
race နဲ့ကျွန်တော်ဒီ race မှာအောင်မှာ2မျိုးပေါ့နော်ကျွန်တော်ဒါရိုးရိုး race ကနောက်ပြီးတော့ကျွန်တော်ဒီ plus race pro ဆိုပြီးတော့5မျိုးအထိကိုထည့်ပေးထားတာဖြစ်ပါတယ်နောက်ပြီးတော့ဒီဆိုင်ကမှာဆိုရင်ကျွန်တော်ဒီ power မှုတွေအနေဖြင့်လည်းကျွန်တော်ဒီ level 3ခုအထိကိုဒါခွဲပေးထားရပေါ့နော်ကိုကြိုက်တဲ့ level မှာထားပြီးတော့မောင်းနေနိုင်မှာလည်းဖြစ်ပါတယ်ဆက်ပြီးတော့ဒီဆိုင်ကမှာဆိုရင်ကျွန်တော်ဒါ engine braking system ကိုပါဒါထည့်ပေးထားတယ်ပေါ့နော်ကျွန်တော်ဒီ brake system မှာဆိုလဲပေါ့နော်ကျွန်တော်ဒီ downshift ထည့်လိုက်တာနဲ့ပဲသူကသူ auto ကျွန်တော် engine power တွေ engine torque တွေကိုသူကသူအလိုလျောက် short ပေးထားတဲ့ဒါ engine braking system ကိုထည့်ပေးထားဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ဒီ traction control system တွေထည့်ပေးထားတယ်cornering ABS လည်းထည့်ထားရပါတော့ cornering ABS တော့ကျွန်တော်တို့ဘာပြောရလဲပေါ့နော်ကျွန်တော်ဒီ cornering ABS တော့ဒါကျွန်တော်ဒီဆိုင်ငယ်တွေအဓိကတော့ကျွန်တော်ဒီပြိုင်ဝင်ထဲမှာဆိုရင်ပေါ့နော်အကွေ့မှာကျွန်တော်ဒီအိတ်တဲ့အခါမှာဆိုရင်ပေါ့နော်ကျွန်တော်ဒီအချိန်ကိုကျွန်တော်ချော့ရတာဖြစ်ပါတယ်အချိန်ချော့ရတဲ့အခါမှာကျွန်တော်တို့ brake တွေအသုံးပြုရတယ်ဆိုတော့ brake တွေအသုံးပြုရတဲ့အခါမှာဆိုရင်ကျွန်တော်တို့ slip ဖြစ်မသွားအောင်ပေါ့နော်ကျွန်တော်ဒီ cornering ABS တွေကိုကျွန်တော်ထည့်ပေးထားရလည်းဖြစ်ပါတယ်တော်တော်လေးကိုကောင်းပါတယ်နောက်ပြီးတော့ကျွန်တော်ဒီ2025 model BMW S1000R မှာဆိုရင်ပေါ့နော်ကျွန်တော်ဒီ wheelie control system လည်းထည့်ပေးထားရဗျဒီ system ကဘယ်လိုလုပ်လဲဆိုရင်ကျွန်တော်ဒီရှေ့ဘက်ဘင်းကိုပေါ့နော်ကျွန်တော်တို့ဒီပါစောင့်တင်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီရှေ့ဘင်းထောင်မသွားအောင်ပေါ့နော်ကျွန်တော်တို့ဒါ control လုပ်တဲ့စနစ်ဖြစ်တယ်ကိုကကြတော့ဘယ်လိုပြောမလဲကျွန်တော်တို့ဘင်းကိုထောင်စေချင်လားဒါမှမဟုတ်ဘင်းကိုနည်းနည်းပဲထောင်စေချင်တာလုံးဝ free လှုပ်ပေးထားပြီးတော့ကျွန်တော်တို့ stand ထောင်လိုက်အထိကိုပါလှုပ်စေချင်တာပေါ့နော်ကိုကြိုက်တဲ့ level မှာထားပြီးတော့ control လုပ်နိုင်မှာလည်းဖြစ်ပါတယ်နောက်ပဲကျွန်တော်ဒီ lens control system တွေထည့်ပြထားတယ် lens control ကတော့ကျွန်တော်တို့ track တွေမှာအဓိကအသုံးပြုတယ်ပေါ့နော်ကျွန်တော်တို့ဒါ track စတာလို့ရှင်းမှာဆိုရင်ကျွန်တော်ဒီ lens control on ထားပြီးတော့ဒါထွက်တာပို့ပြီးတော့ကောင်းမွန်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီ BMW မှာဆိုရင်ကျွန်တော် cruise control တွေပါထည့်ပေးထားတယ်နောက်ပြီးတော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒီ dynamic brake control system အထိပါထည့်ပေးထားတယ်ဖြစ်ပါတယ်နောက်တစ်ချက်ကဆိုတော့ကျွန်တော်ဒီကွင်းထဲမှာပို့ပြီးတော့အသုံးဝင်စေမှာအချက်တစ်ခုဖြစ်တယ်ပေါ့နော်ဒါကဘာလဲဆိုတော့ကျွန်တော်ကွင်းပတ်တဲ့ခါမှာဆိုရင်မိမိရဲ့ဒါစံချိန်တွေမှတ်သားပေးထားမဲ့ကျွန်တော်ဒီ lap time မှာစနစ်ကိုပါဒါထည့်ပေးထားလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ2025 model BMW S1000R မှာဆိုရင်အသုံးပြုပေးထားတဲ့မီးတွေအကုန်လုံးကပေါ့နော်မီးတွေအားလုံးကဆိုရင်တော့ကျွန်တော်ဒါ full LED မီးတွေကိုထည့်သွင်းပေးထားတာလည်းဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ဒီ2025 model BMW S1000R မှာဆိုရင်ထူးခြားတဲ့အချက်တစ်ချက်ရှိပါတယ်ဒါကဘာလဲဆိုတော့ကျွန်တော်ဒါ steering angle sensor တက်ပေးထားတယ်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့မောင်းနေတဲ့ဆိုင်ငယ်ရဲ့ကျွန်တော် steering ကဘယ်လောက်ဒီဂရီစောင်းနေလဲဘယ်လောက်ဒီဂရီစောင်းပြီးတော့ကျွန်တော်တို့ကိုယ်နေလဲပေါ့နော်စသဖြင့်ကိုဒါအတိုင်းအတာပေးတဲ့ဒါစနစ်တွေလည်းဖြစ်ပါတယ်ဒီ system တွေထည့်ထားခြင်းအပြင်ကလည်းကျွန်တော်တို့ဒါ slip ဖြစ်သွားမဲ့ဒါနှုံးထားနေပြီးပို့ပြီးတော့ကာကွယ်ရလဲရောက်တယ်ပေါ့နော်โอเคနောက်တစ်ချက်ကဆိုတော့ကျွန်တော်ဒီကားတွေမှာလည်းပါတယ်ပေါ့နော်ဒါဘာလဲဆိုတော့ကျွန်တော်ဒါ haystack control system ပဲဖြစ်ပါတယ်ဒီ system ကဘယ်လိုလုပ်လဲဆိုရင်ကျွန်တော်ဒီဘင်းရပေါ့နော်ကျွန်တော်ဒီတောင်အဓိကတော့တောင်တက်တွေပေါ့တောင်တက်တောင်ကုန်းတွေမှာဆိုရင်ဆိုင်ငယ်ကိုကျွန်တော်ဒီတက်နေတဲ့အချိန်မှာဆိုနောက်ပြန်မလဲအောင်ပေါ့နော်နောက်ပြန်မလဲအောင်ဆိုတာဥမာကိုကလီဗာကိုမှတ်တမဲ့လွှတ်လိုက်တာပဲဖြစ်ဖြစ် brake mode ပဲလွှတ်လိုက်တာပဲဖြစ်ဖြစ်ဆိုရင်ကျွန်တော်တို့ဒီနောက်ကိုပြန်ပြီးမလဲအောင်ဆိုပြီးတော့ auto ကျွန်တော်တို့ brake အုပ်ပေးထားတဲ့စနစ်ကိုဒါထည့်ပေးထားရလဲဖြစ်တယ်ပေါ့နော်တော်တော်လေးကိုစုံတဲ့ဒါနီးပညာတွေကိုထည့်ပေးထားရလဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ2025 model BMW S1000R မှာဆိုရင်ကျွန်တော်တို့ရရှိနိုင်တဲ့အယောင်တွေကဆိုရင်ရောင်3မျိုးရှိရပါတော့။ပထမဆုံးရောင်ဆိုတော့သူ့ရဲ့ဒါ signature အယောင်ဖြစ်တဲ့ကျွန်တော်တို့ဒီအဖြူရဲ့အပြာရဲ့အနေရဲ့ဆက်ထားတဲ့ဒါအယောင်ရရှိမှာဖြစ်ပါတယ်။ဒီရောင်ကလည်းကျွန်တော်တို့ဘာရှင်းမှာအသုံးပြုတဲ့အယောင်လည်းဖြစ်တယ်ပေါ့နော်။နောက်တစ်ရောင်ကဆိုတော့ကျွန်တော်တို့ဒီအမဲရောင်ရမယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီခဲရောင်ဆိုပြီးတော့ဒါအယောင်3မျိုးနဲ့ထုတ်လုပ်ထားလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့သူ့ရဲ့ကျွန်တော်ဈေးနှုန်းပေါ့နော်ကျွန်တော်တို့ဒီထိုင်းမှာဆိုရင်တော့2024 model မိနစ်ကပေါ့နော်ရောင်းချခဲ့တဲ့သူ့ရဲ့ဈေးနှုန်းကကျွန်တော်တို့ဒါ bat 9,8400နဲ့ဒါသူ့ရဲ့ဒါ official store မှာရောင်းချခဲ့ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်9သိန်းဆိုပေမဲ့လည်းဒီထက်ပိုပြီးတော့ကျမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ဒါ bat 10သိန်းကျော်မှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ2025 model လည်းဒီတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒါ bat 10သိန်းအထက်မှာရှိမှာလည်းဖြစ်ပါတယ်ဟိုပဲပါဒါကတော့ကျွန်တော်ဒီ2025 model BMW S1000R နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးခဲ့တာဖြစ်ပါတယ်အဆုံးထိအထူးအားပေးကြညီကိုတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုပုံမှာလည်းအတူပြန်လည်ဆုံစည်းပါအောင်မယ်အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်ခင်ဗျာ